2026 World Cup Day 4 သုံးသက်ချက်စလိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါကမ္ဘာဖလားကတော့ Day 3မှာတော့အောက်အသင်းတွေအားလုံးစားသွားတယ်ပေါ့နော်အသင်းကြီးတွေရဲရဲဆက်ဆက်ပဲထိုးသားတွေကိုမွေးအောင်လုပ်သွားတယ်ကဲဒီနေ့မှာလည်းပွဲစဉ်၄ပွဲရှိတဲ့ထဲကကျွန်တော်အကြိုက်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပြီးသုံးသက်ပေးပါမယ်ကျွန်တော်အကြိုက်ပွဲစဉ်တွေကတော့ Netherlands နဲ့ Japan Ivory Coast နဲ့ Ecuador ပွဲစဉ်တွေကျွန်တော်ရွေးချယ်သုံးသက်ပေးပါမယ်YouTube channel ကကျွန်တော်အသစ်ပြန်ဖွင့်လာတာမို့လို့ကျွန်တော် Subscribe လုပ်ခဲ့ပါအောင်ညီကိုတွေပထမဆုံးပြောချင်တဲ့အသင်းကတော့ Ivory Coast နဲ့ Ecuador ပွဲစဉ်ပေါ့ဒီနှစ်သင်းက Ball ranking လည်းတိတ်မကွာတဲ့နှစ်သင်းလာတွေ့နေတာပေါ့ဒီ group မှာလည်းသူတို့နှစ်ယောက်ကခြေရည်တူတယ်လို့ပြောလို့ရတယ်သူတို့ group မှာ Germany ရယ် Curaçao ရယ် Ivory Coast ရယ် Ecuador ရယ်ဒီည Ecuador နဲ့ Ivory Coast နှစ်သင်းနဲ့နိုင်တဲ့အသင်းကဒီအုပ်စုကနေအုပ်စုဒုတိယရပြီးတော့နောက်တစ်ဆင့်တက်ဖို့အတွက်လုံးဝတေချာတဲ့လောက်ရှိတယ်အဲ့တော့ကြောင့်ဒီညဒီပွဲကဒီနှစ်သင်းလုံးအတွက်လုံးဝအရေးကြီးတယ် Ball ranking လည်းတိတ်မကွာဘူးခြေလည်းတိတ်မကွာဘူးအသင်းနှစ်သင်းမှာ Ecuador ကနေပြီးတော့အခုလက်ရှိချိန်မှာ body ရေး level 10ပြားရှုံးပေးထားပြီးတော့ဂိုးပေါင်းကြီးက2+30ဆိုပြီးပေးထားတယ်ကျွန်တော်ကတော့ဘာမှတိတ်မကွာတဲ့ဒီနှစ်သင်းမှာနောက်တစ်ဆင့်တက်ဖို့အတွက်ဒီပွဲကအရေးကြီးတယ်ဆိုရင်ကျွန်တော်ကလူစင်းစုဖွဲ့မှုအရာကျွန်တော် Ecuador ကိုပို့ကြိုက်တယ်ဒီပွဲ Ecuador အသင်းကဒီကမ္ဘာဖလားပွဲမှာလူစင်းရဲ့အရာရှေ့လေနောက်တိတ်ပြီးပြောစရာမလိုဘူးဒီနောက်တန်းမှာဆိုရင် CP အတွက်ကတော်တော်မိုက်တယ်ပေါ့ Piro Incapié နဲ့ William Pacho နဲ့ကွင်းလယ်မှာလည်း Moises Caicedo လို့ရှိတယ်ပေါ့ဒါမထန်ထန်နဲ့စော့နိုင်တယ်ပေါ့နော်အဲ့ဒီအသင်းကကျွန်တော်ကတော့ဒီ Ivory Coast နဲ့ Ecuador အသင်းမှာကျွန်တော်ကတော့ Ecuador လုံးဝမရှုံးနိုင်ဘူးလို့ထင်တယ်ကျွန်တော် Ecuador အသင်းကြိုက်တယ်ဒီပွဲမှာတော့ကျွန်တော်အကြိုက်ကတော့ Ecuador body ပါနောက်တစ်ပွဲကတော့ Netherlands နဲ့ Japan ပေါ့ဒီပွဲမှာ Netherlands က body ကြီး level 80ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးနှလုံး90ရှုံးဆိုပြီးပေးထားတယ်။ Netherlands ရဲ့ကြီးကအာရှဆရာကြီးဖြစ်တဲ့ဂျပန်အောင်တော့ရဲရဲတင်းတင်းပဲသူကြေးပေးထားတယ်ပေါ့။ဒီကြေးကိုကျွန်တော်မြင်ချင်းပဲကျွန်တော် Netherlands ကိုတန်းပြီးတော့ကြိုက်တယ်။ကျွန်တော်ဒီညအပေါ်သင်းတွေပိုကြိုက်တယ်ဗျ။ Day 3မှာအောက်သင်းတွေကြီးပဲစားထားတဲ့အနေနဲ့ဒီနေ့တော့အပေါ်သင်းတွေပြန်လာတဲ့နဲ့ဒီ Netherlands body ကိုကျွန်တော်ကြိုက်တယ်လူစင်းအရာလည်းကျွန်တော် Netherlands ကိုဒီကမ္ဘာဖလားမှာကျွန်တော်ကြိုက်တယ်အဲကြောင့်ကျွန်တော်ဒီပွဲမှာတော့တိုတိုနဲ့လိုရင်းပဲ Netherlands body ပဲရွေးမယ်အဲဆိုကျွန်တော်အကြိုက်ကဒီညEcuador body နဲ့ Netherlands body ပါဟိုကတပွဲကောင်းမင်းနေတဲ့ညီကိုတွေကျွန်တော်တပွဲကောင်းအရင်လို Viber ကနေတယောက်ချင်း line မပို့တော့ပါဘူးကျွန်တော်အခု Telegram မှာ Telegram channel ထောင်ထားတယ်ပေါ့ Telegram channel မှာ join ထားပါညီကိုတွေကျွန်တော် Telegram channel ကို join ရင် AK Football 16လို့ Telegram မှာရိုက်ရှာလိုက်ပါကျွန်တော်လုံးဝပတ်စံမယူပါဘူးတယောက်ချင်းနဲ့ကျွန်တော် line မပို့တော့ဘူးTelegram channel မှာပဲကျွန်တော်တင်တော့မှာပေါ့နော်အဲ့မှာပဲလာယူလို့ရပါတယ်ညီကိုတွေအားလုံးပဲ call လက်ပါAK Football 16ပါ Telegram မှာ